15နှစ်လောက်ပဲရှိသေးတယ်ဟိုသူ15နှစ်လောက်ဆိုသူ့အတွေ့လေသူ့အတွေ့ကသူလုံးချင်တယ်မင်းတို့15နှစ်တော့မင်းတို့ဖင်ကျွန်းနဲ့ရှောက်သွားတယ်ဟုတ်တယ်မလားဒါကမင်းတို့ရိုးသားလုံးခံတာဒါကြမင်းတို့ကစောက်စောက်ရေရှောက်မှာလို့သူ့အသက်အရွယ်ဆိုတာရှင်းလို့ဘောလုံးကွင်းထဲမှာပစိုးကွင်းတိုင်းမျိုးခဏတိုင်းဟုတ်လားဘောကန်နဲ့ရွယ်ပဲရှိသေးတာဟုတ်လားဒါပေမဲ့ तू ပညာကို तू ဝါသနာပါလို့ तू အောင်လာတတ်တယ်အဲ့ဒါမင်းတို့က तू မနှိပ်ခွန်းနဲ့နော်ဆရာပြောသဘောလားမလို့ तू 15နှစ်ဒါဆိုဒီကလေးတွေကဟိုဗာလဲနှုတယ်နေတယ်အရင်ကလေး तू စိတ်တစ်ခုခုဒဏ်ရာရသွားတယ်သူတို့ဘွားကြီးကလုံးမင်းအညွန့်ဖြတ်ပြရကြအညွန့်ဖြတ်ချိုးလိုက်ပြီနော်အဲ့လိုမရှိဘူးမင်းတို့ဘာပေးရမှာလဲခွန်အားပေးရမှာညီလေးကောင်းတော့ကမိုင်းရွာရောလို့ကွာဟုတ်လားမအားပေးတော့ကွာဘူးကွာမင်းတို့သိနေတယ်သူသိနေတယ်ကွာရှင်လို့မရဘူးလေကွာမင်းတို့သိနေတယ်ဆရာသိနေတယ်ရှင်လို့ရတယ်အဲ့လိုပဲပေါ့တယ်အဲ့ဒါလေးကိုနားလည်ပေးရမယ်နော်အဲ့တော့ဒါဟိုညက်တာကောင်းလားဆိုတော့မကောင်းဘူးအားမငယ်ဘာလို့ဆိုတော့မင်းအတွေ့အကြုံနဲ့မင်းအသိဉာဏ်နဲ့မင်းတို့ပြောတော့ဗာလဲဆိုတာ4ရက်တပည့်ဟာမင်း4ရက်ဆိုတာဟိုဂိုးတဲလိုင်းနဲ့ရှောက်သွားနေတယ်ဆိုရပဲရှိတာဒီတော့ညက်တယ်ကွာမင်းအဲ့သူတို့လည်းရှင်မင်းကတော်တယ်ဆက်ပါဟုတ်ပါဘူးသူတို့လည်းရှင်မင်းညာတာကောင်းတယ်တော်တယ်အဲ့တော့လာလိုက်ကြည့်ဒါပြင်ပေးမယ်နော်ဟာကြည့်လားမင်းကိုကြီးမင်းညက်တာသူလက်ခံနိုင်တယ်သူ့ရဲ့တက်တိသူ့ရဲ့တက်တိဒါရှင်းတော့ပြောတာယောက်ျားတိုင်းမှတ်လိုက်ခြင်းဆိုမှတက်တဲ့ရတော့ဖြစ်ချင်တယ်ရောဟုတ်လားမင်းယောက်ျားလေးတော်တော်များဇမင်းပုံပြတာကြောက်လားမကြောက်လားကြောက်တယ်မကြောက်ဘူးဆိုတော့ကောင်အလကားလျှောက်ပြောတာဘောလားမသိဘုံဆရာတော်ကြောင့်ဂရုံးလုံးနဲ့ဓာတ်ဆိုင်ကြောက်တယ်ယုံလားမသိဘူးလားနော်အဲ့ဆရာပြောတာရှင်းလေမင်းကို तू ကအညက်ခံတယ်ဆိုတော့မင်းကိုယူလေမင်းကအရင်ကပူချစ်ပေးလိုက်ဘောလားမသိဘူးဒါမင်းကိုလည်းဆရာဒါချီးကျူးလေလေးစားတယ်ဘောလားမသိဘူးမင်း4ရက်သားကိုမင်းကိုညက်ခံရတာလေဟာနေတဲ့တတိမဟုတ်ငါတို့ညက်မခံရဘူးနော်ဟုတ်လားအဲ့လိုပဲဆရာဒီနေ့ရောက်တဲ့တပည့်ဟိုဆရာရောက်ရင်ညက်ခံတယ်ဆရာအုတ်တုံ2လလောက်ဆောင်းခဲ့ရဘူးဆရာကိုမောထိုင်ကားရှိတယ်ဘိတ်ကဘိတ်သားနော်ဘာပြောညာပဲသူ့စကားလည်းငါနားမလဲကွာပြောလို့ငါဒီနေ့သပင်းညက်မှာရမှာကွာငါခေါင်းလေးတော့ရှည်နေကွာငါခုံမဆရာတဲ့တပည့်ရတပည့်ရောမလဲတောင်းညက်ညောင်းညက်ရှောက်ညက်ငါဘာပြောညာဂေလက်တက်ပြီးစော်တဲ့တာငါဒီတော့ဒီဖုန်းလေးပဲကျန်နေငါမှန်ရဲ့ကြည့်တော့ငါမရှိတော့ဘူးဆရာလည်းဘာမှမလုပ်နဲ့တပည့်အုတ်တော့ပဲငါ2လလောက်အုတ်တော့ဆောင်နော်ငါလည်းဒီလိုပို့ဆိုးတဲ့ဆရာလို့ပါနော်ဒါပေမဲ့အားမငယ်ဆိုဒါအုတ်တော့ဆောင်တဲ့အစင်းထဲမှာမပါဘူးဟုတ်ပြီနော်တပည့်ဆရာပြန်ဖြေမယ်မင်းလိုက်ကြည့်နော်အဲ့ဒီအားမငယ်ဒါမိုဒီပြေးတာတပည့်နော်မြင်လားအဲ့တော့ဆရာတို့ဒီမှာသပင်းညက်လိုက်လို့ရောပြတ်သွားတော့ကွက်သွားဆိုတာဘာမှမဟုတ်ဘူးနော်ပြန်ပြင်လို့ရတယ်မင်းကိုကြီးကိုပြည့်စုံကလည်းဒါပါပြောအပေါ်စီးရမညီဘူးသူ့အောင်ကွာဖြစ်တယ်မညီလဲဆရာတို့ကဒါညှက်ရတော့မှာပေါ့ကွာနော်မညီလဲညှက်ရတော့မှာဟုတ်တယ်မလားဒါအောက်ကသူစီးထားတဲ့ခါကျတော့မင်းကဘာလို့စီးတော့ကိုယ့်အောင်စီးတာဟုတ်တယ်အေးပေါ့သူ့အောင်ရဟုတ်ကောင်းသွားမှာအေးဘောမကြီးနေတယ်ဒါဆရာပြန်ပြင်မှာနော်ဆိုတော့အထစ်လေးတွေအရေးလေးနည်းနည်းကျန်းတယ်ပြရနော်အားမငယ်ပါနဲ့နော်ဒါတပည့်အတွေ့အကြုံနဲ့ဒါတပည့်ကလေးပဲရှိသေးတာဟုတ်15နှစ်ဒါဆရာတို့ဒီပညာခက်တဲ့ထက်မှာပါတယ်တပည့်နော်အဲ့တော့ကိုကဒါဟာရမ်းခက်တာလားဆိုလို့မတွေးနဲ့နော်သူကသူအချိန်တိုင်းညံ့ညံ့နဲ့ဘာပြောရလဲကရုံးနေဖြစ်သွားလိမ့်မယ်ကြားလားအားကြောင့်ကိုကျွမ်းပါလိမ့်မယ်ဒါလေးနော်ဘာမှမဒါဆရာရှိလို့ဟုတ်တယ်မလားဆရာကြီးလုံရဲတယ်မလားဘာပြောလဲချလာအေးတော့ချလာနည်းနည်းတော့ပြောက်ပြီးလို့ရကိုလည်းပါပြနောက်ဘက်လည်းဒီကောင်ဟုတ်တယ်လိုက်ကြည့်တော့တဲ့တခါကျဆရာပြောရမှာကွာတိရဟိုကိုလှုပ်လိုက်လို့ပုံပြတ်သွားတာကိုဘဝတစ်ခုလုံးလည်းသင်္ကန်းသာတစ်ခုလည်းဖြစ်သွားနိုင်အတွေ့အကြုံတစ်ခုလည်းဖြစ်သွားနိုင်ဘာလို့လဲဒီလိုမျိုးပုံပြအောင်ညှက်ရဲဖို့ဆိုတာလေတော်တော်တက်တည်တယ်မညှက်ရဲဘူးပုံကောက်မလားအဲ့လိုထိုးလိုက်လို့ပြောင်းသွားဟာကနေခင်နေဖြစ်သွားဒါပေမဲ့အဲ့ဒါကိုဘဝတက်တယ်လို့သင်္ကန်းသာတစ်ခုအမှတ်တရတစ်ခုဖြစ်သွားနိုင်ဟုတ်လားအဲ့ဒါသင်္ကန်းသာယူရတယ်နော်ဆိုတော့အဲ့ဒါကြောက်စရာမဟုတ်ဘူးနော်အခုမင်းတို့တို့ဝိုင်းရှိရမလားတချင်ညကတို့ကမင်းကိုဝိုင်းပြီးတော့မော်ကြည့်နေအောင်မင်းကြိုးစားပြတယ်သိလားနော်ငါတော့ဦးမင်းမော်ကြည့်နေငါလည်းရရှိအောင်โอเคနော်တဲ့ဒါတပည့်ညှက်လိုက်တဲ့အားလေးနော်ဘာဖြစ်ပြီးဟုတ်လားဒါလေးဆိုလေဒါမသိရင်ဒါ line ပေါ်ထားတဲ့အတိုင်းနော်ဒါဒီလိုတွေးလို့ရတယ်ဟုတ်တယ်မလားဒါဘာဖြစ်ပြီးမင်းထိုးတာမပြောင်းဘူးဆရာထပ်ထိုးပြပါโอเคနော်တဲ့ဘာလို့အောင်ရှင်းပြပါလဲဒီဘောကမင်းက4ရက်သားညှက်တဲ့အချိန်မှာပြည့်စုံကောင်းအောင်လဲပက်လေရပြည့်မလားခုနပြောသလိုကြောက်စစ်လေးခင်းထားတာလားမဦးလေးတစ်တယ်ဆိုမင်းမဟုတ်တယ်သူခေါင်းမလာတာပါသူမမြင်လားဘာပြောရလဲတောက်ပါတော့သူကကြောက်သွားတယ်ဟုတ်တယ်မလားဆရာရှိပါဘာမှမဟုတ်နော်ဒါဆိုရင်ခုနလောက်ကြီးမစိုးရတော့ဒီ body ဆရာထပ်ပြလိုက်ရင်ဟာ6လောင်းဆိုအကုန်ကောင်းသွားဟုတ်တယ်မလားဒီလိုပဲပေါ့လိုက်ကြည့်နော်သူပဲနဲ့မဘူးဟိမြင်မယ်ဟုတ်ပါဘူးမြင်မလားမြင်လားဒါလိုက်ကြည့်နော်အားမငယ်နော်မင်းအဲ့လိုပညာသင်ခြင်းနဲ့စိတ်ကြိုးစားခြင်းနဲ့ရှိတာပဲဆရာတို့ကဘာဖြစ်လဲဝမ်းသာနေတာနော်မိမိပါရောဆရာတို့ကဝမ်းသာနေဟုတ်တယ်မလားဟုတ်လားဘာဖြစ်သွားလဲအနည်းဆုံးတော့ကြည့်လို့အဆင်ပြေသွားပြီဟုတ်တယ်မလားခေါင်းမညီတာတော့မတက်နိုင်ဘူးဟုတ်တယ်မလား
အညနေကြလို့ရှိရင်မင်းနောက်ကျရင်စီးခွဲရှင်တပည့်အဲ့လိုစီးကိုတီချခွဲပြီးမှညှက်ခိုင်းနော်အဲ့ဒါနောက်ကျရင်ဆရာဒါမင်းကိုနောက်မှပြန်ပြီးတော့အခုကလူနည်းနည်းများနေပြီးမှဆရာနောက်နေ့ကျမှအရစ်တွေပြန်ပြီးစီးတွေပြန်ခွဲညှိပြီမသိရ ဟုတ်တယ် နောက်ဒါဆိုအကုန်လုံးပြီးအကုန်ဆွဲချလိုက်တာနော်ဆွဲဒီလိုကတ်မထိုးနဲ့ဒီလိုလေးထောက်ပြီးထိုးနော်မြင်လားဒါသူဘာပြောရလဲနှကန်းလေးတွေပြေသွားပြီနော်အဲ့ဆရာတို့သမင်ညက်တဲ့အခါမှာပြတ်သွားလို့ပြင်လို့မရဘူးဆိုတော့မရှိဘူးနော်ပြင်လို့မရတဲ့ဆိုရင်ဘာလုပ်လို့ရလဲအေးဒါပဲနော်အဲ့တော့ဘာမှအားငယ်ကြမလို့ဘူးသမင်ဆိုကုံသွားတဲ့မျိုးမဟုတ်ဟုတ်လားမလားချိန်နေဘာဖြစ်လာမှာလဲထွက်လာမှာအဲ့တော့ကစိတ်မရှိလို့ကကြီးယူထိုးပါနဲ့ခံလိုက်နော်အမမဟုတ်တစ်ခါပဲထိုးခံဟုတ်တယ်မလားတလုံးမှတ်သွားလိမ့်မယ်နောက်လုံးမလုပ်ရဲတော့โอเคအဲ့ဒါဆိုမင်းကိုကြီးကလုံးဝမိုက်စားကြီးဖြစ်သွားနော်လမ်းပန်လို့စာမှုတိုင်းကြီးလို့နော်โอเคနော်ပြီးစားအောက်စီလေးလိုက်နေလိုက်ညှိတယ်အားလုံးဆင်ပြေသွားမှာပေါ့နော်ဒီဘောက၄ရက်သားကလေးညက်ထားတဲ့โอเคဆိုတော့လေဒါသူ့အနေနဲ့တော့ကျွန်တော် လက်ခံရ အားသူရဲ့အနေနဲ့ခုနဆရာပြောသလိုလေးသူ့ရွာလျှောက်သွားနေအရင်လျှောက်စောနေအရင်မှာသူလာပြီးတော့မင်းတို့နဲ့ရင်မောင်တန်းပြီးပညာသင်ရဲဆိုတက်တည်အောင်လဲတက်တည်ဟုတ်တော့ဟုတ်ကဲ့ဒါမင်းတို့ကကလေးတွေကိုဘာလုပ်ပြရမလဲအားပြီးစကားပြောမှာကိုယ်နဲ့ငယ်တဲ့ကလေးတွေအားပြီးစကားတကယ်လို့က तू ကမင်းတို့ညီရင်းလေးတူလေးဆိုမင်းတို့ဘယ်လိုခံစားအောင် तू စိတ်တက်ကြတော့မင်းတို့ဒါကလေးတယောက်ဘာမှမသိတဲ့ကလေးတော့နှိပ်ကိုလိုက်တယ်မလို့ဘူးလား သူပါ အဲ့တော့ကဘာလုပ်ရအားပေးရမှာမဟုတ်လားဟုတ်တယ်အဲ့ဒါလူကြီးကောင်စိတ်တယ်အဲ့ဒါကိုပြောတာ အဲ့ကြောင့်ပေါ်တော့သူချတာချတာ ဒီမင်းကောင်းမှာမဟုတ်လားနော်အဲ့တော့မင်းပုံပြောင်းမင်းညလိုက်လို့ဥမာတူသွားလို့ပေါ့နော်ပုံပြသွားလို့မင်းစိတ်ထဲမှာခံစားတဲ့ကောင်ဆရာပြင်ပေးလိုက်ပူအောင်တော့ဟုတ်လားအဆုံးသက်တွေကမဖြစ်ဘူးရေးကြီးကောင်းတယ်ဟုတ်တယ်တော့โอเคပါလေထိတ်ရှိတယ်တကယ်ဟက်ဆလောင်းတွေဖြောက်ပလိုက်ဟုတ်တယ်မလားဘာလို့လဲဥပ္ပေအဆင်ပြေတယ် ကလေးရတယ်ပြရကလေးကလူကြီးကိုင်းမောင်းလို့ရတယ် မင်းတို့သူ့သွားမပြောင်းလဲမင်းတို့ဟောစိတ်လို့မင်းတို့သမားလေ ကိုင်းမောင်းရတဲ့ချက်ပဲ ငါလည်းမနိုင်ဘူးငါတော့ငိုကြည့်နေတယ် ကျွန်တော်နိုင်တယ် โอเคလာတွေ့လားရှင်းနေလာရေးလားဟုတ်လားမြင်လားရှင်းပြပါလားနော်ခိုင်းပါလေအာအဓိကအဲ့ဒါပဲနော်တွေ့နော်မကြောက်နဲ့ရေးရေးလို့နော်သူကခံရရှိရင်ခုခံရတာမဟုတ်အောက်တူပဲခံရှင်းရโอเคလေဆက်ကြတာဖိုင်တယ်โอเคလားโอเคလားโอเคမလားအေးโอเคမိုင်းတော့မိုင်းရ